hello ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုရင်လည်း free ပွဲစဉ်နေနဲ့သူပြန်လည်ရောက်ရှိတော့ live ပေါ့နော်ကျွန်တော်ဒီနေ့နေ့ရက်နေ့မှာဆိုရင်ပွဲစဉ်တွေကမြများဆော့ဆာရှိရတဲ့ကျွန်တော်အနေနဲ့ဒီမှာဆိုရင်လည်း free ပွဲလေးတွေယူ save ဖြစ်နဲ့1နိုင်တဲ့ကော်လီကိုကျွန်တော်ဒီထားလေးရွေးထည့်ပေးထားပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့အတွက် free ပွဲတွေကိုမရွေးထည့်ခင်မှာမနေ့ကရခဲ့တဲ့ရလလေးကိုအရင်ဆုံးသက်ကြည့်လိုက်အောင်မနေ့ကကျွန်တော် free celeb နှစ်ခုပေးခဲ့ပါတယ်ပေါ့နော်အဲ့ဒီမှာတစ်ခုကပုံမှာရစားရတော့နှစ်တရမ9စားပါအဲ့တော့ကျွန်တော်တို့တဲ့အတန်းဖြည့်ကြည့်မယ်ဆိုရင်တော့မနေ့ကမြလိုက်ပါရီနော်မနေ့ကယူဂရပိုလီတို့ကြုံပြန်ပြီးတက်ကြည့်လိုက်အောင်ဒီဘက်မှာဆိုကြုံဒီ Arsenal နဲ့ Fulham မှာဆိုရင် Foden ကို score ပေးခဲ့တယ်အဲ့တော့ 2-1 နဲ့ပြီးသွားရအောင်မို့နိုင်သွားတယ်ပေါ့နော်ကျွန်တော်ဒီ slip လေးက risk အနေနဲ့ပေးခဲ့တာဖြစ်ပါရီအဲ့တော့ risk အနေနဲ့ပေးခဲ့တဲ့ကောင်လေးကနိုင်ပြီးတော့မှ save ဖြစ်တဲ့ကောင်လေးကအကုန်လုံးကျူးရပါပေါ့နော်တကယ် hard တာပါပဲနောက်တစ်ခုကျွန်တော်ဒီ Wolf နဲ့ Website United မှာဆိုရင်တော့1-0နဲ့ပြီးတော့ပါရီကျွန်တော်ထိခဲ့တဲ့ပေါ့ကျွန်တော် under 3ပေါ့နော်အဲ့တော့ literature အားလုံးကိုနိုင်တော့ပါရီနေ့တရမ9စားဖြစ်ပါတယ်ဒါလေးကကျွန်တော်တိုင်းလိုက်တွဲမယ်ဆိုရင်တော့နိုင်နေပေါ့နော် okay ကျွန်တော်ဒုတိယပေးခဲ့တဲ့ကောင်လေးတွက်ကြည့်မယ် okay ကျွန်တော်ဒီမှာဆိုရင်တော့အကုန်လုံးကျိုးတော့ပါပေါ့နော်အဲ့တော့မပြောတော့ဘူးပိုင်ထက်တာလည်းမပြောတော့ဘူးပေါ့နော်ကျွန်တော်ဒီနေ့အတွက် free ပွဲလေးတွေကို ion site ပြီးတော့မှတွက်ကြည့်ကြပါမယ်and no free တဲ့မပေးကမှာကျွန်တော်ဒီ YouTube channel တက်အကောင့်လေးကို like follow subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်နေ့စဉ်နေ့ free tip တွေကိုပေးတော့မှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ point နဲ့ညီကိုရီးယားလုံးမဲ့ follow လေးလိုရခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း join တောင်းနေမှာပေါ့နော် okay ကျွန်တော်ဒီမှာဆိုရင်တော့ free tip နှစ်ခု slim နှစ်ခုပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အတိုင်း like တွဲလို့လေးရလဲဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်ပေးတဲ့တရားမှာကိုတိုက်တဲ့ပွဲတွေယူပြီးတော့မှအခုပါဖို့တွဲလေးရပါတယ်ကျွန်တော်ပေးတဲ့ကောင်ကိုပို့ပြီး save ဖြစ်အောင်လဲနည်းနည်းပါးပြနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်တွဲထားတဲ့ကောင်လေးတွေကိုအယုံဆုံးfeed တွေပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီကောင်လေးရှိမယ်ကျွန်တော်နေရာမှာဆိုရင်တော့နှစ်တရမ1-2-1နော်နှစ်တရမစနစ်စရမှာဖြစ်ပါတယ်ကျွန်တော်ဒီတုံးခုတွဲထားပါအဲ့တော့ကျွန်တော်ဒီ Manchester နဲ့ Leicester City ပွဲကိုပထမဆုံးအရင်ကြည့်ကြပါမယ်တနင်္လာနေ့ခွဲမှာတမ်းမဲ့ပွဲလေးပါကျွန်တော်ဒီမှာဆိုရင်တော့ Man City အနေနဲ့ဇယားကိုပဲအရင်ကြည့်လိုက်ပါနော်အများကြီးမပြောဘူးအဲ့တော့သူ့အနေနဲ့ကျွန်တော်နိုင်မယ်လို့ယူဆတယ်။နိုင်တဲ့ခါမှာလည်း2-0လောက်နဲ့နိုင်အဆင်ပြေပါတော့။အဲ့တော့ကျွန်တော်အနေနဲ့အမှတ်ကိုဖြည့်ညှိပြီးတော့မှယူရပါတယ်။အဲ့တော့ဘာထည့်ထားလဲဆိုတော့ reserve plat တိုတဲ့ထည့်ထားပါတယ်။အဲ့တော့ W1 and 2တဲ့ under 1. W1 and 2တဲ့ over 1.5 ဖြစ်ပါတယ်။Man City နိုင်မယ်2-0အောင်မို့2-1ပေါ့နော်။အလုံးနဲ့နိုင်မယ်လို့ကျွန်တော်တို့ဒါယူဆထားဖြစ်ပါတယ်။အဲ့တော့ Atletico နဲ့ Barcelona ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ဘူကီကတော့အမှတ်တွေကတော့ဘာစီလိုနာကိုကျွန်တော်20ကျော်လောက်ပေးထားရပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ပြီးရင်တော့ဘာစီလိုနာအဝယ်ခွဲရဲ့ခြေစမ်းမယ်ရင်ကြည့်လိုက်ပါဒီဘက်မှာတော့ကျွန်တော်ခြေစမ်းနဲ့ပဲထည့်လိုက်တယ်ပေါ့နော်အဲ့တော့မှဆိုရင်လည်းကျွန်တော်ပထမပိုင်းမှာ2စီးနဲ့ပြီးတော့ဒုတိယပိုင်းမှာပွဲပြီးကနေမှဘာစီလိုနာရဲ့တန်ပြတိုက်ဆက်ကတော်တော်လေးကောင်းနေတာတွေ့ရပါတယ်ခြေစမ်းတွေကအခုထိလည်းငြိမ်နေစေပေါ့နော်သူတို့ momentum action အဟုန်နဲ့ဒီဘက်မှာဆိုရင်တည်ဒါမှမဟုတ်ဆိုရင်အနိုင်ရရှိမယ်လို့ကျွန်တော်နေယူဆပါတယ်အဲ့ဒီကြောင့်မို့ကျွန်တော်စီးပြောင်းဘာစီလိုနာဒါပေ chance ထည့်ထားပါတယ်အဲ့တော့ 2x ပေါ့နော်နောက် Southampton နဲ့ Crystal Palace မှာဆိုရင်တော့ကျွန်တော်အနေနဲ့Crystal Palace ကိုဒါပေ chance ပေးထားပါတယ် Southampton အနေနဲ့တော့ဆရာအောက်ဆွမ်းနေပြီးတော့မှဘာလို့မလဲမသိတော့ဘူးပေါ့နော်အဲ့ချိန်မှာ Crystal Palace ကတော့အမှတ်ယူမယ်လို့ယူဆပါတယ်အဲ့ဒီကြောင့်မို့ Crystal Palace ဒါပေ chance ထည့်ထားပါတယ်အဲ့တော့ဒီတုံးကိုတွဲလိုက်မယ်ဆိုရင်စာအနေနဲ့နှစ်တရမစနစ်စအရှိမဖြစ်ပါဘူးဒါပထမဆုံးကျွန်တော်တွဲခဲ့တဲ့ကောင်လေးပါကျွန်တော်တိုင်း like ထည့်လို့လေးရတယ်လို့ကိုစိတ်ကြိတ်လေးပြင်ပြရပါတယ်အဲ့တော့ဒုတိယပေးမဲ့ကောင်လေးကိုဂိမ်းပြီးတော့ကြည့်မယ်အဲ့တော့ဒုတိယပေးမဲ့ကောင်လေးကိုကြည့်မယ် okay တို့ဒီပွဲစဉ်မှာနေတို့ okay တို့ဒီပွဲစဉ်ကိုတွဲလိုက်မယ်ဆိုရင်တော့နှစ်တရမ3စာရရှိမှာဖြစ်ပါလေကျွန်တော်တိုင်းလိုက်တယ်မဆိုရင်မနော်ပထမဆုံးနဲ့တို့ဒီ AC Milan နဲ့ Inter Milan ပွဲစဉ်ရှိတယ်တို့ဒီမှာဆိုရင်တော့ဒါတို့နဲ့ overall ပြိုင်ပွဲတွေပေါ့နော် knockout stage ကိုရောက်ရှိလာပြီအဲဒီမှာဆိုရင်တော့ AC Milan နဲ့နိုင် Inter Milan ကိုချီပွဲတော့တော်လေးနိုင်ခဲ့တယ်ပေါ့နော်တို့ဒီမှာဆိုရင်တော့ Inter Milan လေးနဲ့ပြန်ပြီးတော့မှအမှန်ကန်တော့မယ်လို့ယူဆပါတယ်ကျွန်တော်ဒီနေ့ဒီမှာထည့်ရတဲ့ကောင်လေးကကျွန်တော်ဒါပေ chance 2x ထည့်တာဖြစ်ပါတယ်အဲ့တော့ Inter Milan နိုင်နဲ့မနိုင်သေးဘူးပေါ့နော်အခုကျွန်တော်ဒီ Premier League ရှိမယ်ဒီမှာဆိုရင်တော့ Newcastle နဲ့ Brentford မှာဆိုရင်တော့ကျွန်တော်အနေနဲ့ Newcastle တဘောကြပါနေအဲ့ဒီတော့မြန်မာလူပဲ 1x ထည့်တာပါတယ်ငါကတော့မြန်မာလူပေါ့နော်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီပုံမောင်းနေ Ipswich မှာဆိုရင်တော့ပုံမောက်ကိုပဲမြန်မာလူထည့်တာပါတယ်W1 မှာ Ipswich နေနဲ့ဇယားပေါ်ထည့်အောင်ကန်ဖို့ကန်ကောင်းကန်နေရုံကောင်းရုံလိုက်နေအဲ့တော့ဒီပွဲနဲ့လေတော့risk ရပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာဆိုရင်လည်းမြန်မာလိုထည့်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတုံးဘူးလို့မြန်မာလိုတီးထုတ်ရတာဖြစ်တယ်
ပထမဆုံးအနေနဲ့ Inter Milan David Chance 2x Newcastle David Chance 1x Bournemouth the Blue Whale ဖြစ်ပါတယ်အဲ့တော့ body terra ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်းဒီတုံးခုပြန်လာမစိနော်1.389စားလက်ရှိမပြောပါတယ်ဒါလေးကျွန်တော်တွေ့ရတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ဒီခရီးအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဘောလုံးပွဲလေးဒီမှာပြန်ပြီးတော့မှပြီးချင်ပါတယ်စိမ့်စုံနဲ့ပြီးချင်ပါတယ် Good luck guys